အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ကောင်းကင်နန်းတော်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကစိမ့်လန်းနဲ့တောင်ကုန်းတောင်နန်းတွေနဲ့ရွှေဝါရောင်လေကွင်းပြင်တွေရဲ့ကြားထဲမှာအေးချမ်းလာတဲ့မြို့လေးတစ်မျိုးရှိတဲ့ကွယ်အဲ့ဒီမြို့ကလေးမှာအေမီဆိုတဲ့ကောင်မလေးတယောက်လည်းနေထိုင်တာပေါ့အေမီဟာသူတစ်ပါးအပေါ်ကိုကျင်ကျင်နာနာဆက်ဆံတတ်ပြီးတော့ရိုင်းပင်းကူညီတတ်တဲ့ကောင်မလေးတယောက်လည်းဖြစ်တာပေါ့ကွယ်ဒါအပြင်စူးစမ်းလေ့လာရတာကိုအင်မတန်သဘောကျပြီးတော့တတိရှိတဲ့ကောင်မလေးတယောက်လည်းဖြစ်တဲ့ကွယ်သူမရဲ့အကောင်းဆုံးတငယ်ချင်းကတော့ရှင့်ကလေးတိုနီပဲဖြစ်ပါတယ်တညမှာတော့အေမီဟာရှင့်ကလေးတိုနီနဲ့အတူအိမ်ခေါင်မိုးပေါ်ကနေပြီးတော့ကျဲကလေးတွေကိုကြည့်နေတော့မှပဲမထင်မှတ်ထားတဲ့အရာလေးတစ်ခုဖြစ်ပျက်သွားခဲ့တဲ့ကွယ်အဲ့ဒါကတော့ကောင်းကင်ယံကနေပြီးတော့ကြီးမားတဲ့အလင်းတန်းကြီးတစ်ခုပေါ်ထွက်လာတာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့တိမ်တိုက်တွေပေါ်မှာလွင့်မျောနေတဲ့ငွေရောင်နန်းတော်ကြီးတစ်ခုဟာတောက်ပစွာနဲ့ပေါ်ထွက်လာပြန်တဲ့ကွယ်အဲ့ဒီနန်းတော်ကြီးဟာအေမီတို့မျိုးရဲ့ညကောင်းကင်ယံမှာဖြစ်ပေါ်နေတာပေါ့ဒါပေမဲ့အဲ့ဒီနန်းတော်ကြီးကိုအေမီနဲ့ရှင့်ကလေးတိုနီကလွဲလို့ဘယ်သူမှမမြင်ရဘူးတဲ့ကွယ်ဒါဟာအိမ်မက်တစ်ခုလိုပါပဲအေမီကလည်းသူမရဲ့မျက်လုံးတွေကိုပွတ်တက်ပြီးတော့ဒါအမှန်တကယ်ဖြစ်နေတာလားလို့အံ့အားသင့်စွာနဲ့ရေရွတ်နေမိတာပေါ့ကွယ်အဲ့ဒီလိုတွေးနေတော့မှပဲငွေရောင်နန်းတော်ကြီးစီကနေပြီးတော့ရွှေဝါရောင်လှေကားတစ်ခုကိုအေမီတို့ထိုင်နေတဲ့အိမ်ခေါင်မိုးပေါ်သို့ချလိုက်တဲ့ကွယ်အေမီဟာစူးစမ်းလေးလာခြင်းစိတ်ပြင်းပြပြီးတော့တတိရှိတာကြောင့်ဘာကိုမှတွေးတော့မနေပဲနဲ့ရှင့်ကလေးတိုနီကိုခေါ်ပြီးတော့လှေကားပေါ်သို့ဆက်ရှင်တက်သွားတာပေါ့ကောင်းကင်နန်းတော်စီသို့တက်သွားရတဲ့တစ်လျှောက်လုံးမှာနူးညံ့တဲ့တိမ်တိုက်တွေနဲ့ကျယ်တွေကိုလည်းဖြတ်တန်းသွားရတဲ့ကွယ်ကောင်းကင်နန်းတော်စီသို့ရောက်သွားတဲ့အခါမှာတော့အတောင်ပံတွေပါတဲ့ရှင်သစ်ကြီးတစ်ကောင်ဟာနန်းတော်ရဲ့ဂိတ်ဝမှာစောင့်နေတာကိုတွေ့လိုက်ရတဲ့ကွယ်မင်္ဂလာပါအေမီကျွန်တော်တို့တင့်ကိုစောင့်နေတာပါရှင်သစ်ကြီးကအဲ့ဒီလိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့အေမီကအံ့အားသင့်သွားတာပေါ့ကျွန်တော်ကိုစောင့်နေတာဘာအတွက်ကြောင့်စောင့်နေရတာပါလဲကျွန်တော်တို့ရဲ့ကောင်းကင်နန်းတော်ကြီးဟာသူ့ရဲ့စွမ်းအားတွေကိုဆုံးရှုံးနေရပါတယ်။ဘာကြောင့်လဲဆိုတော့အသင်တို့ကမ္ဘာမြေပေါ်မှာရှိတဲ့လူသားတွေဟာအလိမ်ညာစကားတွေကိုပြောပြီးတော့မကောင်းမှုတွေကိုပြုလုပ်နေတာကြောင့်ပဲဖြစ်ပါတယ်။အသင်ကဲ့သို့တတိရှိပြီးတော့သူတစ်ပါးအပေါ်ရိုင်းပင်းကူညီတတ်တဲ့သူကသာလျှင်ဒီပြဿနာကိုဖြေရှင်းပေးနိုင်ပါလိမ့်မယ်။အသင်တို့ကမ္ဘာမြေပေါ်မှာရှိတဲ့လူသားတွေရဲ့အလိမ်ညာစကားတွေနဲ့မကောင်းတဲ့အလုပ်ရက်တွေကြောင့်ဟော်ရီကောင်းကင်နန်းတော်ကြီးမှာရှိတဲ့ရွှေရောင်ကျေတော့ကလေးဟာတိမ်နိုင်မဲတွေရဲ့ကြားထဲမှာပျောက်ကွယ်နေရပါတယ်။အဲဒီရွှေရောင်ကျေတော့ကလေးကိုပြန်တွေ့နိုင်မှသာလျှင်ဟော်ရီနန်းတော်ကြီးအပါအဝင်အသင်တို့နေတဲ့ကမ္ဘာမြေကြီးဟာပုံမအေးချမ်းပြီးတော့တာယာပျော်ရွှင်ဖွယ်ကောင်းလာပါလိမ့်မယ်။အေမီကကူညီပေးပါမယ်လို့ဂရုပေးလိုက်တဲ့အခါမှာတော့ရှင်သစ်ကြီးကခေါင်းကိုညှိပြီးတော့နန်းတော်တကားကိုဖွင့်ပေးလိုက်တဲ့ကွယ်အေမီဟာနန်းတော်ထဲသို့ရောက်သွားတဲ့အခါမှာတော့ထူးဆန်းပြီးတော့မော်ဆန်တဲ့သတ္တဝါတွေနဲ့အတူကျဲတကွန်တွေကိုလည်းတွေ့ရတဲ့ကွယ်အေမီဟာရွှေရောင်ကျဲတော့ကလေးရှိရာစီသို့ရောက်နိုင်မှုအတွက်အဆင့်3ဆင့်ကိုဖြတ်ကျော်ရပါမယ်ပထမဆုံးအနေနဲ့အေမီဟာကြောက်စရာကောင်းတဲ့အတန်တွေပြုလုပ်နေတဲ့မှန်တွေအများကြီးရှိတဲ့အခန်းထဲကိုသွားရပါမယ်ပြီးတော့အဲ့ဒီမှန်တွေအားလုံးတွေကနေပြီးတော့မှန်တစ်ချက်ကိုရွေးရပါမယ်အဲ့ဒီမှန်တစ်ချက်ထဲကသာလဲအေမီသွားရှင်တဲ့နေရာကိုပို့ပေးမှာပဲဖြစ်ပါတယ်အေမီနဲ့ရှင့်ကလေးတိုနီဟာယုံကြည်မှုရှိရှိနဲ့မှန်တစ်ချက်ထဲသို့ဖြတ်ကျော်ဝင်ရောက်လိုက်တဲ့အခါမှာတော့သူတို့သွားလိုတဲ့လမ်းကြောင်းပေါ်သို့ရောက်သွားပါတော့တယ်ဒုတိယအဆင့်အနေနဲ့ကတော့အေမီနဲ့ရှင့်ကလေးတိုနီဟာလွတ်မျောနေတဲ့ငှက်အမွေးအတောင်တွေကိုနင်းပြီးသွားရတဲ့လေတရားတစ်ခုကိုဖြတ်တန်းရမှာပဲဖြစ်ပါတယ်အကယ်၍ငှက်အမွေးတောင်တစ်ခုပေါ်ကနေလျှော်ချခဲ့မယ်ဆိုရင်တော့ရွှေရောင်ကျဲတော့ကလေးစီသို့မရောက်တော့ဘဲနဲ့
တိမ်တိုက်တွေပေါ်ကိုပြုတ်ကျသွားမှာပဲဖြစ်ပါတယ်။အေမီနဲ့ရှင့်ကလေးတိုနီဟာကံကောင်းစွာနဲ့ပဲဒီလေတရားကိုဖျက်ကျော်နိုင်ခဲ့ပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကတော့ကျဲတွေအများကြီးပြည့်နှက်နေတဲ့ကျဲဥယျာဉ်တစ်ခုကိုဖျက်တမ်းသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီကျဲဥယျာဉ်ထဲမှာနောက်ကိုပြန်လှည့်ကြည့်မိမယ်ဆိုရင်အချိန်တွေကိုနောက်ပြန်ဆုတ်သွားမှာပဲဖြစ်ပါတယ်။အကယ်၍အေမီဟာနောက်တော့ပြန်လှည့်ကြည့်မိမယ်ဆိုရင်တော့မွေးကင်းစာခလေးငယ်အရွယ်သို့ပြန်ရောက်သွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ရှင်လေးကြီးကနောက်ကိုပြန်လှည့်မကြည့်ဖို့အတွက်သတိပေးလိုက်တာကြောင့်အေမီဟာဒီဥယျာဉ်လေးကိုအနေနဲ့ကင်းကင်းနဲ့ဖျက်ကျော်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အေမီနဲ့ရှင်ကလေးတိုနီဟာတိမ်နိုင်မဲတွေရဲ့ကြားထဲမှာပျောက်ကွယ်နေတဲ့ရွှေရောင်ကျဲတော့ကလေးရှိရာစီသို့ရောက်လာခဲ့ပါပြီ။တိမ်နိုင်မဲနတ်ဆိုးကြီးကအေမီရဲ့တက်တိနဲ့သူတစ်ပါးကိုကူညီတတ်တဲ့စိတ်ဓာတ်ကိုလေးစားတဲ့အတွက်ကြောင့်မို့လို့ရွှေရောင်ကျဲတော့ကလေးကိုပြန်ပေးလိုက်ပြီးတော့တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။အေမီကရွှေရောင်ကျဲတော့ကလေးကိုယူပြီးတော့မူလနေရာမှာပြန်ထားလိုက်တဲ့အခါမှာတော့နန်းတော်ကြီးဟာရခင်ကထက်ပုံမတောက်ပသွားပါတော့တယ်။ကောင်းကင်တစ်ခုလုံးမှာတိမ်နိုင်မဲတွေကင်းရှင်းသွားပြီးတော့ကြဲကလေးတွေကလည်းပျော်ရွှင်စွာနဲ့လဲလဲတောက်ပနေပါတော့တယ်။အဲ့ဒီခါမှာအတောင်ပံတွေပါတဲ့ရှင်သေးကြီးကမင်းဟာငါတို့ရဲ့ကောင်းကင်နန်းတော်ကြီးနဲ့အတူမင်းတို့ရဲ့ကဘာမြေကြီးကိုကဲတင်လိုက်နိုင်ပါပြီဟုချီးကျူးလိုက်တော့တာပေါ့ကွယ်။နောက်ဆုံးမှာတော့အေမီနဲ့ရှင်ကလေးတိုနီတို့ဟာလွတ်မျောနေတဲ့တိမ်တိုက်လေးတစ်ခုကိုစီးပြီးတော့သူတို့ရဲ့အိမ်ခေါင်မိုးပေါ်သို့ပြန်ရောက်လာကြတော့တာပေါ့ကွယ်။အဲ့ဒီနေ့ကနေစပြီးတော့အေမီဟာသူမကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုပုံမြင်လေးတစ်ပုဒ်အဖြစ်ဖန်တီးပြီးတော့ရွာသူရွာသားတွေအားလုံးကိုပြန်လည်မျှဝေပေးတော့တာပေါ့ကွယ်။အေမီရဲ့ပုံမြင်လေးကိုနားထောင်ပြီးတဲ့အခါမှာတော့ရွာသူရွာသားတွေအားလုံးဟာတဦးနဲ့တဦးရိုင်းပင်းကူညီပြီးတော့ရှစ်ခင်ကျင်နာစွာနဲ့နေထိုင်သွားကြပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်လေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။